မြန်မာပြည်မှာထွက်တဲ့ထညက်ဟာဘသူစားရှားဝေါ်ရောက်ရင်ချိုးမကြီးပဲနော်မြတ်စွာဘုရားဟောတဲ့တရားဓမ္မအမှန်လမ်းကြောင်းကိုဟောတာဖြစ်သည့်အတွက်ကြောင့်ဘသူပဲကျင့်သုံးယုံကြည်သူဖြစ်စေမယုံကြည်သည်ဖြစ်စေလူမျိုးမရွေးဘာသာမရွေးဒီတိုင်းလုပ်ရင်ဒီလမ်းပေါ်လျှောက်ရင်ဒီစခန်းရောက်မယ်ဆိုတာဘသူကြတော့မရောက်ဘူးဘသူကြတော့ရောက်တယ်ဆိုတာမရှိဘူးလမ်းပေါ်ရောက်ဖို့ရတာအဓိကပဲဒီလမ်းကြောင်းတိုင်းသွားရင်ဒီစခန်းရောက်မယ်ဆိုတာကိုယုံလို့ပဲသွားမယုံပဲသွားရောက်သွားမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလိုပဲဓမ္မဆိုတာမှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုညွှန်ပြထားတဲ့အဆုံးအမတစ်ခုပဲဒါကြောင့်မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်လေးအင်တမရိုးရိုးရှင်းရှင်းလေးပဲပြောတာပါပမာဒမနုယုံစန္တိဘာလာဒုံမေထိနောစနာအသိဉာဏ်ခင်းမဲ့တဲ့စဉ်းစားဉာဏ်လုံးဝမရှိကြတဲ့လူအချို့ဟာတဲ့အပြောအပါအခြေအနေတစ်ခုပေါ်မှာရစ်မှုမေးလျော့ခြင်းကိုသာလင်ကြိုးစားနေကြတာဖြစ်တယ်ခြေနေမှန်ကိုသိအောင်မကြိုးစားပဲနဲ့ရထားတဲ့အခြေအနေလေးပေါ်မှာပျော်လို့ပါလို့ဘူးလို့ရစ်လို့အဲ့ဒီပေါ်မှာပဲအချိန်ဖြုံးပြီးတော့နေကြတယ်ဒါကိုဆိုလို့ပမာဒဆိုတာရထားတဲ့အခြေအနေလေးတစ်ခုပေါ်မှာရစ်မှုခြင်းရစ်မှုတယ်ဆိုတာလူတွေကအရက်မှုနေတဲ့လူတယောက်ဟာအမှန်တရားကိုမသိဘူးမသိလို့သူ့စိတ်ထဲမှာထင်ရမြင်ရတွေကိုပဲဟုတ်လာပြီလို့ယူဆပြီးတော့အကောင်းဆုံးထင်ပြီးလုပ်နေတာပဲဖြစ်တယ်အဲ့ဒါလိုပဲတတိလွတ်လွတ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ့်ဘဝကြီးပွားတိုးတက်ရေးကိုခေါင်းထဲမထည့်ပဲနဲ့ရှိထားတဲ့အနေအထားလေးပေါ်မှာရစ်မှုတယ်လုပ်ရမယ့်အလုပ်တွေကိုမေးလျော်တယ်အဲ့ဒါကိုပမာဒလို့ခေါ်တယ်ကောင်းတဲ့အလုပ်တွေမလုပ်ဘူးပြောသလိုနေတယ်တော်သလိုနေတယ်အဲ့ဒါလိုနေလာပြီပျော်ဖို့အတွက်ပဲစဉ်းစားပြီးကြံတဲ့အလုပ်တွေကိုဘာမှမစဉ်းစားတဲ့ပုဂ္ဂိုလ်မျိုးပမာဒလို့အဲ့ဒီပမာဒတရားကိုသာလဲပမာဒတရားနဲ့သာလဲအလုံးမလုံးဖဲနဲ့အချိန်ဖြုံးနေတယ်လို့သူပြောတယ်အဲ့တော့လောကကြီးမှာစဉ်းစားဉာဏ်မရှိလို့ရှိရင်လူတိုင်းဟာကိုယ့်ဘဝအခြေအနေကိုဆင်ញင်သုံးသပ်နိုင်စွာမရှိဘူးဆင်ញင်သုံးသပ်နိုင်စွာမရှိတော့ကျုံတယ်လို့နေကြိုက်တယ်လို့စားပြောတယ်လို့သွားလာနေကြတဲ့အနေအထားမျိုးတွေကိုပမာဒလို့ခေါ်လို့ရတယ်အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေကတော့အဲ့လိုမလုပ်ဘူးတဲ့အပမဒင်္စမေဓာဝီဒနံတိဋ္ဌံဝရခတိစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့တဲ့ကိုယ်ဘာလုပ်ရမယ်ဆိုတာကိုအမြဲတမ်းဆင်ញင်သုံးသပ်တယ်ငါဘဝဘလို့တိုးတက်အောင်လုပ်ရမယ်စီးပွားဥစ္စာဘလို့တိုးတက်အောင်လုပ်ရမယ်ခုချိန်ကနေစပြီးစီးပွားဥစ္စာတိုးတက်အောင်ဘယ်ရွယ်လောက်ဆိုရင်ဘယ်အခြေအနေမျိုးရောက်စေရမိမိလျော်ရော့နေလို့မဖြစ်ဘူးကိုယ့်ဘဝရဲ့အတိုင်းအတာပညာရှာလို့ရှင်လဲထို့တူပဲငါချိန်ဖြုံးလို့မရဘူးဘယ်ရွယ်ဆိုရင်ပညာလမ်းဆုံးရမယ်အဲ့ဒီပညာနဲ့စီးပွားကိုငါဘယ်လိုရှာမယ်ဒါလောကီဘက်ကစဉ်းစားလောကုတ္တရာဘက်ကကောင်းစားရေးဘက်ကကြည့်မယ်ဆိုရင်ငါတို့လူဘဝရလာတာဟာတိတ်ဘဝတုန်းကကုသိုလ်ကောင်းမှုလုပ်ခဲ့လို့ကံကောင်းလို့လူဘဝရလာတာကံကောင်းလို့ရတဲ့လူဘဝကြီးကိုပျော်လို့ပါလို့အချိန်ဖြုံးလိုက်မယ်ဆိုရင်ဒီလူဘဝဟာမကြခင်ကုံဆုံးသွားမှာပဲဖြစ်တယ်မကြခင်ကုံဆုံးသွားတယ်ဆိုတာတကယ်မှန်တယ်နော်တရက်ပြီးတရက်နဲ့သွားလိုက်တာလူတွေဟာတဖြည်းဖြည်းအိုးလာတော့လည်းပဲတတိမထားမိကြဘူးနောက်ဆုံးကြတော့အိုယုံနေမကဘူးယောဂဝေဒနာရပြီသိချင်းတရားနဲ့ရင်ဆိုင်ရပြီဆိုတော့မှခြေမကင်ပြီလက်မကင်ပြီဖြစ်လာတကယ်ကတော့လူဘဝဟာဘယ်ကိုသွားနေတာတုံးလို့မေးကြည့်မယ်ဆိုရင်နုပြိုရာကဥချင်းဘက်ကိုသွားနေတာ
ကျမ်းမာရာကမကျမ်းမာဘက်ကိုသွားမကျမ်းမာတဲ့ဘက်ကိုသွားနေတာမကျမ်းမာတဲ့အသက်ရှင်ခြင်းကနေသေဆုံးခြင်းဘက်ကိုသွားနေတယ်ဆိုတာကိုမေ့ထားကြတယ်အဲ့လိုမေ့ထားသည့်အတွက်ကြောင့်ကျုံသလိုနေပျော်သလိုသွားအဲ့လိုအချိန်တွေကိုဖြုံးနေတာမျိုးစဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကပမာဒကိုသုံးချတယ်လို့တကယ်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့အေးငါဘဝဟာအတိုင်းအတာတစ်ခုပဲဆိုပါတော့နေထွက်လာပြီးတော့နေဝင်တယ်ဆိုတာအတိုင်းအတာတစ်ခုပဲနေထွက်တယ်နေဝင်မယ်နေဝင်နေထွက်ကြမှာအလင်းရောင်ဆိုတာရှိတာအတိုင်းအတာတစ်ခုပဲအချိန်ပိုင်းလေးပဲရှိတယ်အဲ့တော့ငါဘဝမှာလည်းအချိန်ပိုင်းနဲ့အလုံးလုံးမယ်ကြိုးစားမယ်ကုသိုလ်ကောင်းမှုတွေဖြစ်အောင်လုပ်မယ်ကျမ်းမာနေတော့စိတ်ကောင်းနှလုံးကောင်းနဲ့ရတဲ့ရလိုက်တဲ့ငွေကြေးတနာရတဲ့ရလိုက်တဲ့ဂုဏ်သိက္ခာရတဲ့ရလိုက်တဲ့ကုသိုလ်တွေငါရအောင်လုပ်ရမယ်လို့မမိတ်မလျော်မှုကိုတကယ်တန်ဖိုးကြီးတဲ့ယရနာကိုစောင့်ရှောက်သလိုရှင်မှုမေးလျော့မနေပဲနဲ့အမြဲတမ်းတတိရှိနေမှုနဲ့သူကသွားတယ်ဟာလူနှမျိုးရှိသွားတယ်ပေါ့နော်စဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကမိမိလျော့ရော့နေကြတယ်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကအလကားသာချိန်ဖြုံးပြီးမေးလျော့နေတာကိုမလုပ်ဘူးလှုပ်သိလှုပ်ထိုက်တာတွေကိုလုပ်တယ်အဲ့တော့လူလောကမှာစဉ်းစားပြီးတော့ကြည့်ရမယ်